ဘဝမှာစိတ်တက်ကြနေသူတိုင်းဒီစကားကိုနားထောင်ပါမိတ်ဆွေဘဝပြန်ထလာနိုင်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေအခုချိန်မှာစိတ်ပင်ပန်းနေလားအလုပ်တွေမအောင်မြင်ဘူးလို့ခံစားနေရလားဘဝကမျှော်လင့်ထားသလိုမဖြစ်ဘူးလားတခုပဲမိတ်ဆွေကိုပြောချင်ပါတယ်မိတ်ဆွေတယောက်တည်းမဟုတ်ပါဘူးအခုဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာပဲလူအများကြီးကလည်းမိတ်ဆွေလိုစိတ်တက်ကြနေကြပါတယ်ဒါပေမဲ့သူတို့နဲ့မိတ်ဆွေကြားကကွာခြားချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့သူတို့တွေကတချို့ကပြန်ထလာကြတယ်ဒီဗီဒီယိုကမိတ်ဆွေကိုလည်းပြန်ထလာအောင်ကူညီပေးမဲ့စကားတွေဖြစ်ပါတယ်ဘဝကဘာလို့ခက်ခဲတာလဲဘဝဆိုတာတစ်ခါတလေမတရားသလိုထင်ရတယ်မိတ်ဆွေကြိုးစားတယ်ဒါပေမဲ့မအောင်မြင်ဘူးမိတ်ဆွေကောင်းကောင်းအလုပ်လုပ်တယ်ဒါပေမဲ့လူတွေကမမြင်ဘူးအဲ့ဒါကြောင့်မိတ်ဆွေရဲ့စိတ်ထဲမှာမေးလာတတ်တယ်ငါဘာလို့ဒီလိုဖြစ်နေရတာလဲတကယ်တော့ဘဝဆိုတာအမြဲတမ်းတန်းတူမဟုတ်ပါဘူးတချို့အချိန်တွေမှာမိတ်ဆွေကိုစမ်းသပ်နေတဲ့အချိန်တွေရှိပါတယ်မိတ်ဆွေရဲ့ strength မိတ်ဆွေရဲ့ခွန်အားကိုမိတ်ဆွေကိုယ်တိုင်မသိသေးချိန်မှာပဲဘဝကမိတ်ဆွေကို pressure တွေပေးပါလိမ့်မယ်ဒါက punishment မဟုတ်ပါဘူးဒါက training ဖြစ်နိုင်ပါတယ်စိတ်တက်ကြတာဟာအဆုံးသတ်မဟုတ်ပါဘူးစိတ်တက်ကြတယ်ဆိုတာလူတိုင်းဖြစ်တယ်အောင်မြင်တဲ့သူတွေတောင်ဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့သူတို့နဲ့မိတ်ဆွေကြားကကွာခြားချက်ကသူတို့ကခံစားချက်မှမနေပဲသူတို့ကရှေ့ဆက်ကြပါတယ်မိတ်ဆွေသိလားတချို့လူတွေကတစ်ကြိမ်တည်းနဲ့လဲသွားတယ်တချို့ကြတော့10ကလဲပြီး17ခါမြောက်မှအောင်မြင်တယ်အောင်မြင်မှုဆိုတာမလဲတဲ့သူတွေမဟုတ်ဘူးလဲပြီးပြန်ထားတဲ့သူတွေပဲဖြစ်ပါတယ်မိတ်ဆွေတန်ဖိုးကိုမိတ်ဆွေမမေ့ပါနဲ့မိတ်ဆွေအခုအလုံးမအောင်မြင်သေးတာနဲ့မိတ်ဆွေတန်ဖိုးမရှိဘူးလို့မဆိုလိုပါဘူးတချို့အပင်တွေကအပွင့်မပွင့်ခင်မှာအချိန်ကြာတယ်ဒါပေမဲ့အချိန်ကြာလာရင်အရန်လှပတဲ့ပန်းတွေဖြစ်လာတယ်မိတ်ဆွေလည်းအဲ့ဒီလိုပါပဲအခုအချိန်ကပန်းမပွင့်သေးတဲ့အချိန်ဖြစ်နိုင်ပါတယ်အတွေးတွေကိုပြောင်းလဲပါမိတ်ဆွေကိုအခက်အခဲတွေကမတတ်နိုင်ပါဘူးဒါပေမဲ့မိတ်ဆွေအတွေးတွေကတော့မိတ်ဆွေကိုထိခိုက်နိုင်ပါတယ်ငါမလုံနိုင်ဘူးငါမတတ်နိုင်ဘူးငါမကောင်းဘူးအဲ့ဒီစကားတွေကမိတ်ဆွေကိုတဖြည်းဖြည်းနဲ့ဖျက်ဆီးပါလိမ့်မယ်အစားထိုးရမယ့်စကားကတော့ငါအခုမတက်သေးတာပဲရှိတယ်ငါလေ့လာနေတယ်ငါတဖြည်းဖြည်းကောင်းလာမယ်လို့ပြောပါဘဝကပြောင်းလဲတာမဟုတ်ဘူးမိတ်ဆွေအတွေးပြောင်းတာနဲ့ဘဝကပြောင်းပါတယ်ဆက်မလုပ်ချင်တော့တဲ့အချိန်မှာဘာလုပ်မလဲတခါတလေမှာမိတ်ဆွေရဲ့စိတ်ထဲမှာငါအားမရှိတော့ဘူးဆက်မလုပ်ချင်တော့ဘူးအဲ့ဒီချိန်မှာမိတ်ဆွေလုပ်ရမယ့်အရာကတော့အကြီးကြီးမလုပ်ပါနဲ့တခါတလေရေထတောက်လိုက်ပါအိတ်လိုက်ပါလမ်းလျှောက်လိုက်ပါတရက်လောက်ရထားလိုက်ပါဒါပေမဲ့လုံးဝရက်မသွားပါနဲ့ဘဝမှာအရေးကြီးတာက speed မဟုတ်ပါဘူးဒါတိုင်းရှင်ပဲဖြစ်ပါတယ်မိတ်ဆွေပြန်ထနိုင်ပါတယ်မိတ်ဆွေအရင်ကလည်းအခက်အခဲတွေကိုဖြတ်ကျော်ခဲ့ပူပါတယ်အဲ့ဒါကိုမမေ့ပါနဲ့မိတ်ဆွေထင်တယ်လို့မိတ်ဆွေမပြတ်သေးပါဘူးမိတ်ဆွေမပြီးဆုံးသေးပါဘူးမိတ်ဆွေကပြန်ထနိုင်သေးတဲ့လူတစ်ယောက်ပါအခုလိုအခက်ခဲတဲ့အချိန်တွေကမိတ်ဆွေကိုချိုးဖျက်ဖို့မဟုတ်ပါဘူးမိတ်ဆွေကိုတိဆောက်ဖို့ပဲဖြစ်ပါတယ်နောက်ဆုံးမှာမိတ်ဆွေကိုတခုပဲပြောချင်ပါတယ်မိတ်ဆွေဘဝကအခုအခြေအနေနဲ့မဆုံးပါဘူးဒီနေ့မကောင်းခဲ့လဲမနှက်ပြန်စနိုင်ပါတယ်အခုညစ်ရကြနေရင်လည်းမနှက်မိတ်ဆွေပြုံးနိုင်ပါတယ်မိတ်ဆွေကိုမိတ်ဆွေယုံပါမိတ်ဆွေပြန်ထနိုင်ပါတယ်